ခလေးလေးကိုမြွေကြီးတကောင်ကတင်းတင်းကြပ်ကြပ်ခွေရထားတာပေါ့နော်ဒါပေမဲ့မြွေကြီးကသူ့ကိုဘာမှမလုပ်ပါဘူးဒါပေမဲ့မြွေကြီးကသူ့ကိုအရန်ချစ်တယ်ဗျာဘာလို့လဲဆိုတော့ဒီချစ်စရာကောင်းတဲ့ခလေးလေးမှာတွားတွေကအရန်ချွန်းထက်နေတာကိုသူကတစ်သားချောင်းတွေကိုမုံလိုမျိုးစားရတာကြိုက်တယ်လေကြောက်တုံးမာမာတွေကိုတောင်အဝိုင်းပြားလေးတွေထွက်သွားအောင်ကိုက်စားနိုင်တာမျိုးပေါ့ခလေးလေးကတော့တော်တော်ချစ်စရာကောင်းတယ်ဒါပေမဲ့သူ့ဦးလေးကတော့သူတို့မောင်နှမနှစ်ယောက်ရပိုင်ဆိုင်မှုတွေကိုတိမ့်ပိုက်ချက်နေတာပေါ့သူကကားကိုမီးရထားလမ်းပေါ်မှာတမင်တကာတွားရထားတာဗျာပြီးတော့ဆိုင်တဲကိုဝင်းချင်းရောင်ဆောင်လိုက်တယ်ပေါ့ဗီဒိန်းပေါက်တွေကိုလည်းကကုံပိတ်ပြီးတော့ခတ်လိုက်တယ်မီးရထားကလည်းအချိန်နဲ့နီးလာတော့သူတို့လည်းအန်တရဲကိုတတိပြူမိသွားကြတယ်ဒါပေမဲ့ကားတကားတွေကိုဖွင့်လို့မရဘူးဖြစ်နေတာပေါ့အမကြီးကကားကိုစနိုးဖို့စူးစမ်းကြည့်ပေမဲ့တော့ကသူ့မှာမရှိဘူးဖြစ်နေတယ်လေသူတို့နှစ်ယောက်လည်းထိုက်လန့်သွားကြတယ်ခလေးလေးတယောက်တည်းကတော့ဘာမှမကြောက်ဘူးဗျအဲ့ဒီအချိန်မှာသူတို့အဝေးမှာမီးရထားလမ်းတစ်ယောက်နဲ့လီဗာတစ်ခုကိုလှမ်းမြင်လိုက်ရတယ်အမဖြစ်သူကလည်းကားထိုင်ကုန်ကနေတားရကြိုးတစ်ချောင်းကိုချက်ချင်းဆွဲဖျက်လိုက်တယ်ကလေးလေးကတော့နောက်ခန်းကနေအယုတ်တစ်ခုကိုတွားယူလိုက်တယ်အမဖြစ်သူကတားရကြိုးကိုစပရင်ထရက်ကနေတွဲလိုက်ပြီးအဲ့ဒါကိုအယုတ်နဲ့ချီလိုက်တာပေါ့သူမကပြေတန်းပေါက်လေးတစ်ခုကိုဆွဲဖွင့်လိုက်တယ်အဲ့ဒီနောက်မှာတော့အယုတ်ကိုအပြင်ကိုပစ်ချလိုက်တာတဲ့ကလေး၃ယောက်ကတန်ညီလက်ညီပူးပေါင်းလုပ်ကြကြတာပေါ့နောက်ဆုံးတော့သူတို့လီဗာကိုဖမ်းမိသွားကြတယ်ယထာကြီးအရှိန်နဲ့ဝင်လာဖို့တစ်စက္ကန့်လေးပဲလိုတော့လာလေသူတို့အားကုန်ထုတ်ပြီးကြိုးကိုဆွဲလိုက်ကြတယ်ယထာကြီးကလည်းအောင်အောင်မြင်မြင်ပဲလမ်းကြောင်းပြောင်းသွားခဲ့တာပေါ့ကလေးလေးကလည်းပျော်ပျော်ရွှင်ရွှင်ရဲမောနေခဲ့တယ်သူ့ဦးလေးကတော့တော်တော်လေးကိုအာဟာတင်သွားပြီးသူ့မျက်လုံးကိုသူတော်မယုံနိုင်အောင်ဖြစ်နေတာပဲဒါပေမဲ့သူကတော့အရှုံးမပေးသေးဘူးလေမကြခင်မှာပဲသူကနောက်ထပ်ဆိုးရတဲ့အစည်းအဝေးတစ်ခုကိုထပ်ပြီးကြန့်စီပြန်တာပေါ့နောက်တနေ့မှာတော့ကလေးလေးကိုရေခဲအိမ်ထဲမှာသူကတော့ခတ်ပေးလောင်းထားလိုက်တယ်သူကထွက်ပြေးဖို့ကြိုးစားပြီးနှင်းတွေထဲကနေဖိဖိလေးသွားနေခဲ့တာဒါပေမဲ့သူ့ဦးလေးကတော့သူ့ကိုချက်ချင်းပဲပြန်ကြွေးသွားခဲ့တာပဲသူကအယံဒေါသထွက်သွားပြီးကလေးလေးကိုမနစ်စာပြင်ဆင်ဖို့အမိန့်ပေးလိုက်တယ်ကလေးလေးကလည်းရေပုံးတပုံးကောက်ကန်ပြီးငါတော့ဖန်ရတော့တာပေါ့အဲ့ဒီအချိန်မှာတော့ကျင်နာတတ်တဲ့လူကြီးတယောက်ကသူ့ကိုအဝတ်အစားတစ်စုံနဲ့မျက်နှာတုပ်ပွားတစ်ခုယူလာပေးခဲ့တယ်3စက္ကန့်လေးအတွင်းမှာပဲကလေးလေးကသူ့ဆံပင်ကိုလုံးဝခြောက်သွဲသွားအောင်လုပ်လိုက်တယ်ဒီလိုချစ်စရာကောင်းတဲ့ကလေးလေးကိုကြည့်လိုက်တော့အဲ့ဒီလူကြီးကကလေးမလေးကိုကူညီပေးဖို့ရှုံဖျက်လိုက်တယ်။သူကထန်းချစ်ကြီးနဲ့ရေခဲသူကိုရိုက်ခွဲပစ်တယ်။ပြီးတော့ဆယ်လမွန်ငါးအကောင်ကြီးတစ်ကောင်ကိုဖမ်းလာပြီးကလေးမလေးကိုပေးလိုက်တယ်။ကလေးမလေးကဆယ်လမွန်ငါးကြီးကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖတ်ထားလိုက်တယ်။ပြီးတော့သူကကားနောက်ဖုံကိုဖွင့်ပြီးအရေးခဲထားတဲ့လင်မော်ကြီးဘူးတဘူးကိုထုတ်လိုက်တယ်။သူမရဲ့ထက်တဲ့သွားလေးတွေနဲ့အဲ့ဒီလင်မော်ကြီးကိုကြည်အောင်ဝါပြီးဖျော်ရည်အနက်လွတ်ထအောင်လုပ်လိုက်တယ်။လူကြီးကလည်းဆယ်လမွန်ငါးတွေကိုပါးလေးတွေလီးပေးတယ်။ကလေးမလေးကလည်းကျေးဇူးတင်တဲ့အနေနဲ့သူ့မျက်လာကိုတုပ်ပေးလိုက်တော့လူကြီးကပို့ပြီးပျော်သွားတယ်။သူတို့နှစ်ယောက်အဲ့ဒီမနက်စာကောင်းကောင်းလေးတွေကိုစာပွဲစီကိုအတူတူတည်သွားကြတယ်။ကျန်တဲ့လူတွေအားလုံးတော့အဲ့ဒီမနက်စာကိုအယမ်းတပိုးကြပြီးစားကြတယ်။ဒါပေမဲ့ဦးလေးကြီးတယောက်တည်းကတော့ဒေါသတအားထွက်နေခဲ့တာပေါ့။သူကပူပူနွေးနွေးအစားအစာတွေနဲ့စားကျင်တာမို့လို့မနက်စာတွေကိုကျမ်းပင်ပေါ်ပစ်ချပစ်လိုက်တာ။ဒါနဲ့သူကကလေးမလေးကိုမီးမွေးဖို့အတွက်မီးချစ်တစ်ချစ်ပေးလိုက်တယ်။ဒါပေမဲ့အဲ့ဒါကကလေးမလေးကိုထွက်ပြေးဖို့အကြံတစ်ခုရသွားစေတယ်။သူမကမီးချစ်ကိုတုံးပြီးဆယ်လမွန်ငါးတွေကိုမီးခိုးတိုက်လိုက်တယ်ပြီးတော့တမင်တကားကိုအစိမ်းရောင်မီးခိုးလုံးကြီးတွေထွက်လာအောင်လုပ်ပစ်လိုက်တယ်သူမရဲ့မောင်လေးနဲ့ညီမလေးတွေကအဲ့ဒီမီးခိုးတွေကိုမြင်လိုက်ကနဲ့ဒါကကလေးမလေးရဲ့အကူအညီတောင်းတဲ့အချက်ပြမီးခိုးတွေပဲဆိုတာ